ဒီပစ္စည်းရတာခါဘလို့ထက်တာဟုတ်တကယ်ကြီးမင်းနေမကောင်းဆိုလို့ပေးဖို့ဝယ်ရတာနေမကောင်းဆိုတော့သွားပေးလိုက်လေနေကောင်းသွားတယ်ဘာဖြစ်လဲပေးလို့ရလားပဲပေးလိုက်ပေါ့ဟမ်ခုနပြောနေကောင်းသွားပြီဆိုအခုပဲနဲ့ချစ်ချင်းသေသွားတာတော့ဟုတ်သူများနေဦးပြောင်းသွားပြီမင်းအားကြောင့်လို့နေပြန်သွားတဲ့တခြားတဲ့ရောက်ပေးလိုက်ပါလားကြာပစ္စည်းကုန်လိမ့်မယ်ဒါပေးစားလို့ရှိရင်မိချူလို့ခေါ်ပေးလိုက်တော့မယ်လေဟာမလုပ်ပါနဲ့ဗျာမိချူလို့တော့မပေးပါနဲ့ဘာဖြစ်လို့လဲတမပေးစားလို့ရှိသေးလို့လားပေးစားလို့ရှိသေးတယ်ဒါဆိုရင်မြင်မြန်ပေးလိုက်တော့လေခုတော့ဘယ်တော့ကြာနေပြီလဲလက်စာပေးတာမကောင်းတော့မပေးနဲ့တော့အလကားနဲ့သိခါကြာကောင်းပါသေးတယ်မေဟာကောင်းလေပြီးရောမြင်မြန်သာပေးညရီမို့ချုပ်ကားမီပဲပဲရှော့သွားနေရတယ်ဟုတ်ရုပ်ရှင်သွားကြည့်တာပါမေရဲ့မလဲညရီမို့ချုပ်သားရဲ့ကားပဲဖြစ်လို့ယူသွားတာလေဟမ်ဘာဖြစ်လို့လဲဟုတ်ကားကုတလို့ဘာဖြစ်လဲမင်းနဲ့ဖောက်ရှင်နေတယ်မေကအားကြောင့်လမ်းမှာတစ်ခုဖြစ်မှာဆိုလို့မျိုးပဲထားပြီးခဲ့တာဖြစ်ပါဘူးတောင်းကိုကားလိုက်ပြီးမှဖြစ်တော့မယ်ဒီကကြာလဲကြာနေပြီဟောင်းနေပြီတောင်းလေကောင်းလေးနဲ့လဲပြီးမယ်နော်ဒါလေးလည်းကားပေါ်ကဆင်းစားမလို့တော့ဘူးကားကိုလည်းထားခဲ့စားမလို့တော့ဘူးပေါ့ကားမပါလို့တိတ်ခါကြစားအကြောင်းလည်းမရှိတော့ဘူးဟုတ်ဘူးလားဟာဒါစားရပြီလားစားလို့ရတယ်ကဲဒါဆိုရင်မူချွနားလိုက်တော့အေးရောချူတော့နော်